အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရောက်နေနေရတော့အင်တာမတ်ထူးခြားတဲ့ family map တစ်ခုကိုရောက်နေတာဖြစ်ပါတယ်ဒီ family map ကတခြား family map နဲ့မတူဘဲနဲ့အင်တာမတ်ထူးခြားပါတယ်ဒီ family map ကဘာမှရှိလဲဆိုရင်တော့ဒါထိုင်ပေမြို့ရဲ့155ကီလိုမီတာအကွာအပူချိန်အခုလက်ရှိဆိုရင်ဒါ4 degree Celsius ပဲရှိရပေါ့နော်ဆိုတော့ဒီနေရာမှာရှိတဲ့ family map ဖြစ်ပါတယ်အဲ့ family map ကဘယ်လောက်ထူးခြားလဲဆိုရင်တော့Okay ဒီ family map ဖြစ်ပါတယ်လုံးဝ family map ဆိုတဲ့အတိုင်းပဲတကယ်ကိုမှ family vibe ရတဲ့ family map ဖြစ်ပါတယ်လုံးဝထိုင်ပေမြို့ပေါ်က family map တွေနဲ့မတူဘဲနဲ့တော်တော်လေးကိုမိုက်တဲ့ family map ပဲဖြစ်ပါတယ် Okay ဒါကျွန်တော်အထက်ကိုလိုက်ပြမယ်ဆိုင်တွဲမှာတော့ရှားဆိုင်တွေနဲ့အတူပဲကွဲပြားနေရမျိုးမရှိပေမဲ့တခုကတော့ဒီမှာထူးခြားနေပါတယ်အဲ့ဒါဘာလဲဆိုရင်ဒါလေဖောင်းမုတ်တူပဲဖြစ်ပါတယ်ဒီဆိုင်ကမီတာနဲ့ဆိုရင်2050မီတာပေနဲ့ဆိုရင်6925ပေလောက်အထိမှာရှိတာမလို့ဒါလေဖိအားနဲ့အမြင့်ပိုင်းဖြစ်တဲ့အတွက်ဒါလေပါတဲ့မုတ်တွေအားလုံးကပေါက်ကွဲလို့တက်ဖောင်းနေတာပဲဖြစ်ပါတယ်ကဲဆိုင်ရအာလူကြော်တွေကတော့ဒါတခြားဆိုင်နဲ့မတူပဲတကယ်ကိုဖောင်းနေတော့တွေ့ရတယ်ပေါ့နော်တခြားဆိုင်တွေဆိုတော့ဒါတော်တော်များများလေရော့နေရတယ်ညားတယ်ပေါ့နော်ဆိုတော့ဒီဆိုင်တော်တော်လေးမိုက်တယ်ရှမ်းစာခုံဝေး Okay ဒါလည်းစားကြည့်မယ် Okay Taiwan limited edition နည်းနည်းပေးရတာပေါ့နော်ဆွဲမယ်ဆေးရောစားကြပါဦးနည်းနည်းပဲရသိမရအောင်အာလူကြော်ရတယ်ပဲရတယ်နည်းနည်းပဲရအနက်တော့ရတယ်အနက်မရအရတာအဲ့လိုထိမရအောင်ဒိုနည်းနည်းပဲအရတာအာလူကြော်ဖြစ်ပါတယ်